မင်းကလေးရဲ့လက်ညှိုးကိုမွေတကောင်ကကိုက်လိုက်ပါတယ်။နာကျင်လွန်းလို့လက်ကိုအားပြင်းပြင်းခါရမ်းလိုက်ရာကမွေဟာရေကန်ထဲကိုလွင့်စင်သွားပါတော့တယ်။အဲ့ဒီမွေကိုရှာဖို့ကန်နာကိုချက်ချင်းပြေးသွားကြည့်တဲ့အခါမှာတော့တေလူမျိုးပါဖြစ်နေတဲ့ငါးမဲတကောင်ကိုပဲတွေ့လိုက်ရပါတယ်။သူမလွင့်ပစ်လိုက်တဲ့မွေကငါးကိုထိမိပြီးမေးလဲသွားစေတာလို့ထင်သွားတဲ့အတွက်သူမရဲ့ကုသရေးမော်အတက်နဲ့ချက်ချင်းပဲအသက်ကယ်ပေးလိုက်ပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့မင်းကလေးလည်းဘာမှမတတ်နိုင်တော့ပဲလှည့်ထွက်သွားခဲ့ပါတော့တယ်။သူမမသိလိုက်တာကတော့အဲ့ဒီစေတနာကောင်းကြောင့်ပဲငါးမြက်ဟာလူအသွင်ပြောင်းနိုင်ခွင့်ရသွားတာပါ။သူဟာအင်မတန်အစွမ်းထက်သူဖြစ်ပြီးလက်တစ်ချက်ဝေရမ်းလိုက်ရုံနဲ့တင်ရေကန်ထဲကကြာပန်းတွေကိုတပြိုင်နက်ပွင့်လန်းသွားစေနိုင်ပါတယ်။ကျေးဇူးဆက်ချင်တဲ့အတွက်သူဟာညဦးပိုင်းမှာမင်းကလေးရဲ့အခန်းထဲကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့ပါတယ်။မင်းကလေးကတော့သူ့တငယ်ချင်းနောက်နေတဲ့အမှတ်နဲ့6လမ်းဖို့ဖျောင်းတိုင်ကိုကောက်ကင်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရလို့အံ့အားသင့်သွားပါတယ်။ထိတ်လန့်သွားတဲ့အချိန်နဲ့လက်ထဲကဖျောင်းတိုင်ဟာဘေးနားကစာလိပ်ပေါ်ကိုပြုတ်ကျသွားပါတယ်။မင်းကလေးစွန့်သွားပါတော့တယ်။အဲ့ဒီစာလိပ်ကသူမအချိန်တော်ကြာစူးစမ်းပန်းစားရေးထားရတဲ့ဝတ္ထုစာမှုဖြစ်နေလို့ပါ။ကံကောင်းထောက်မှစွာနဲ့ပဲအဲ့ဒီလူကချက်ချင်းတုတ်ပြန်ပြီးစာမှုကိုမီးမလောင်အောင်ကာကွယ်ပေးလိုက်ပါတယ်။မင်းကလေးကသူ့ရဲ့နောက်ကျောင်းကိုစတင်မေးမြန်းတဲ့အခါမှာတော့သူဟာနှိမ့်ကြတဲ့ငါးနက်မင်းတစ်ပါးပါလို့လိန်ညာပြောဆိုခဲ့ပါတယ်။သူမရဲ့စာမှုကိုကယ်တင်ပေးခဲ့လို့ကျေးဇူးတင်တဲ့အနေနဲ့မင်းကလေးကသူ့ကိုအိမ်မှာနေခွင့်ပေးပြီးကိုရန်တော်အဖြစ်ခန့်အပ်ကာနာမည်တစ်ခုပါပေးလိုက်ပါတယ်။သူ့ရဲ့ရောက်ရှိလာမှုကိုအောင်ပွဲခံတဲ့အနေနဲ့မင်းကလေးဟာသူ့ကိုခေါ်ပြီးမုတ်ခိုးစားဖို့မိဖို့ချောင်းတဲကိုခိုးဝင်ခဲ့ကြပါတယ်။ဒါပေမဲ့မိဖို့ချောင်းကြီးကြပ်ရေးမှုကတတိထားမိသွားပါတယ်။သူတို့နှစ်ယောက်လည်းမမိအောင်အသေးအတန်ပုံလိုက်ကြရပါတယ်